ဘေးဒုက္ခကြုံတွေ့ရချိန်နှင့်နေရဲစွန့်ခွာရွှေ့ပြောင်းရမှုကာလများတွင်ကလေးငယ်များကိုစောင့်ရှောက်မည်ဘယ်လိုစောင့်ရှောက်ရမလဲဆိုတာသိချင်ပါသလားဒီဗီဒီယိုကတင့်ကိုကူညီပေးပါလိမ့်မယ်တင့်အကြောင်းတင်မာတွေကြုံတွေ့ခံစားနေရနိုင်တယ်လေနလင်ဘေးကြောင့်ပုံမှန်ထက်စိတ်တူလွယ်ခြင်းစိတ်အပြောင်းလဲမြန်ခြင်းစိုးရိမ်ပူပန်ခြင်းသို့မဟုတ်စိတ်တက်ကြခြင်းများဖြစ်နိုင်ပါသည်တင်တွေ့ကြုံခဲ့ရသည့်အကြောင်းအရာများကိုထပ်ခါပြင်းထန်စွာမှတ်မိနေခြင်းထိုအရာများကိုပြန်လည်မြင်အောင်မိခြင်းကြောင့်နှလုံးခုန်မြန်ခြင်းသို့မဟုတ်ချွေးထွက်ခြင်းကဲ့သို့ရုပ်ပိုင်းဆိုင်ရာတုံ့ပြန်မှုများဖြစ်ပေါ်နိုင်ပါသည်အာယုံဆိုင်ရခတ်ခြင်းဆုံးဖြတ်ချက်ချရန်ခက်ခဲခြင်းစိတ်ရှုပ်ထွေးခြင်းအိပ်စက်ခြင်းနှင့်အစာစားခြင်းပုံစံများပြောင်းလဲခြင်းတို့ဖြစ်နိုင်ပါသည်ဤအရာများကတင်ဆောင်ရှောက်နေသောတင့်ကလေးနှင့်တင့်အကြားဆက်ဆံရေးကိုထိခိုက်စေနိုင်ပါသည်ဤအခြေအနေတွင်တင့်ကိုတင်ကူညီရန်ဘာတွေလုပ်နိုင်ပါသလဲဤအချိန်သည်စိန်ခေါ်မှုရှိတော်လဲတင်ကိုင်းတွယ်ဖြည့်ရှင်းနိုင်သည်ကိုအတိအမှတ်ပြုပါတင်ဘဝတွင်အခြားအခက်အခဲများကိုလည်းရင်ဆိုင်ဖြစ်ကျော်ခဲ့ပူပါသည်တင့်တွင်ကိုယ်ပိုင်အစွမ်းအစနှင့်အရေးချင်းများရှိသည်ကိုအတိအမှတ်ပြုပါတင့်တွင်ရှိသောကျွမ်းကျင်မှုများနှင့်အရင်းမြစ်များကိုအသုံးပြုပါတင်နှင့်တင့်ကလေးများဆုံးရှုံးခဲ့ရသည့်အရာများအတွက်ဝမ်းနည်းခြင်းကိုခွင့်ပြုပါတင့်ခံစားချက်များပြောင်းလဲနေခြင်းကိုသီးခံပါတင်ကိုယ်တိုင်ကမျှော်လင့်ချက်ထားရှိပြီးအပြုသဘောဆောင်သောအတွေးများထားရှိပါဤသို့ပြုလုပ်ခြင်းဖြင့်တင့်ကလေးများကလည်းအနာဂတ်အတွက်မျှော်လင့်ချက်ထားနိုင်စေရန်အကူအညီဖြစ်စေပါမည်မိတ်ဆွေများဆွေမျိုးများလူမှုအတိုင်းဝိုင်းနှင့်ဘာသာရေးကောင်းဆောင်များထံမှအကူအညီရယူပါအချင်းချင်းအပြန်အလှန်ကူညီပါတင့်ကိုယ်တင်တက်နိုင်သမျှဂရုစိုက်ပါအနားယူပါနေ့စဉ်လှုပ်ရိုးလှုပ်စင်များဥပမာအိတ်ချိန်သတ်မှတ်ခြင်းကိုပြန်လည်လှုပ်ဆောင်ပါပုံမှန်အလုပ်များလှုပ်ဆောင်ခြင်းသို့မဟုတ်အခြားသူများနှင့်လှုပ်ဆောင်နိုင်သောလှုပ်ရှားမှုများတွင်ပါဝင်ခြင်းဖြင့်တစ်ခုခုတွင်အာရုံစိုက်နေပါလှုပ်ရှားမှုတစ်ခုခုလုပ်နေရန်ကြိုးစားပါတင်ဤဘာသာရေးလုပ်ငန်းများကိုးကွယ်ယုံကြည်မှုဆိုင်ရာလုပ်ငန်းများကိုဆက်လက်လှုပ်ဆောင်ပါတင့်ကလေးရောဘာတွေကြုံတွေ့ခံစားနေရနိုင်သလဲကလေးများ၏အသက်အရွယ်ပေါ်မူတည်၍စိတ်ဖိစီးမှုကိုတုံ့ပြန်ပုံများကွဲပြားနိုင်တော်လဲအောက်ပါတို့မှာအဖြစ်များသောတုံ့ပြန်မှုများဖြစ်ပါသည်ခေါင်းကိုက်ခြင်းဘိုင်းအောင်ခြင်းအစားစားခြင်းစိတ်မရှိခြင်းကြောက်ရွံ့ခြင်းစိုးရိမ်ခြင်းအိမ်မပျော်ခြင်းအိမ်မက်ဆိုးမက်ခြင်းညဘက်များတွင်ကြောက်လန့်ခြင်းအော်ဟစ်ခြင်းအသက်ကြီးသောကလေးများတွင်ငယ်စဉ်ကကဲ့သို့ပြန်ပြုမှုခြင်းဥပမာအိပ်ရာထဲစီးသွားခြင်းမိဘများကိုကပ်နေခြင်းမကြာခဏငိုခြင်းလက်မဆုပ်ခြင်းတယောက်တည်းမနေဝင်ခြင်းပုံမှန်ထက်အလွန်အမင်းလှုပ်ရှားခြင်းသို့မဟုတ်ရန်လိုခြင်းသို့မဟုတ်ရှက်ရွံ့ပြီးတိတ်ဆိတ်စွာနေခြင်းအာယုံဆိုင်ရန်ခက်ခဲခြင်းကြောက်လန့်ဖွယ်အဖြစ်အပျက်များဘေးဒုက္ခများကြုံခဲ့ရသောကလေးများတွင်ဤကဲ့သို့သောအရာများဖြစ်တဲ့ကြောင်းကိုနားလည်သတိပြုရန်အရေးကြီးပါသည်တင့်ကလေးကိုကူညီရန်သင်ပါလုပ်နိုင်သလဲပထမအချက်ဘေးကင်းလုံခြုံရေးမိသားစုအားအမြဲတမ်းအတူတကွနေနိုင်ရန်ကြိုးစားပါကလေးများနှင့်အချိန်ကြာမြင့်စွာကွဲကွာမနေစေရန်ဂရုစိုက်ပါကလေးများအားသူတို့၏အမည်နေထိုင်ရာနေရာနှင့်တင်နှင့်ကွဲသွားပါကညီတို့အကူအညီရယူရမည်စသည်တို့ကိုသိရှိနေစေရန်တင်ပြထားပါအကူအညီပစ္စည်းများဖြန့်ဝေသည့်နေရာသို့သွားပါကကလေးများကိုတင့်အနီးတွင်အချိန်ပြည့်ထားရှိပါသို့မဟုတ်ယုံကြည်စိတ်ချရသူလူကြီးတဦးဆွေမျိုးတဦးထံအနှံထားပါတင်နှင့်ကလေးများအတူသွားပြီးလူစုကွဲသွားပါကဘယ်နေရာတွင်ပြန်ဆုံတွေ့မည်ကိုကြိုတင်စီစဉ်ထားပါထိုနေရာသည်တင့်ကလေးကကောင်းမွန်စွာသိပြီးလာရောက်ရန်အစဉ်ပြေစိတ်သက်တောင့်တတာရှိသည့်နေရာဖြစ်ရန်လိုပါသည်ကလေးများအပြင်ထွက်ကစားရန်လုံခြုံပါကသူတို့ဘယ်သွားမည်ဘယ်ချိန်ပြန်လာမည်ကိုတင့်အားပြောပြခိုင်းပါဒုတိယအချက်နှွေးထွေးမှုနှင့်အားပေးမှုသူ
သူတို့ကိုကာကွယ်ရန်နှင့်စောင့်ရှောက်ရန်တင်တက်စွမ်းသမျှစ조사မည်ဆိုတာကိုသူတို့အားကတိပေးပါကလေးများကိုပွေ့ပတ်ခြင်းသူတို့လက်ကိုစုပ်ကိုင်ခြင်းဖြင့်ချစ်ချင်းမေတ္တာကိုပြသရန်စ조사ပါသူတို့ကိုချစ်ကြောင်းမကြာခဏပြောပြပါသူတို့အားဂရုစိုက်မှုကိုပြသခြင်းနှင့်သူတို့အားသင်ချစ်ကြောင်းကိုပြောခြင်းဖြင့်သူတို့ကိုစိတ်လုံခြုံမှုဖြစ်စေနိုင်ပါသည်တတိယအချက်ချီးမွမ်းခြင်းတင့်ကလေးအားချီးမွမ်းနိုင်မည့်အခွင့်အရေးကိုရှာပါညီမျှပင်သေးငယ်သည့်အရာဖြစ်စေကမူကလေးကကောင်းမွန်စွာလှုပ်ဆောင်ပါကချီးမွမ်းပါကလေးများ၏အပြုအမူပြောင်းလဲမှုများကိုစ조사၍သီးခံပါတင့်အားတွေကပ်နေခြင်းမကြာခဏစိတ်ချလုံခြုံမှုနှင့်အာမခံချက်တောင်းခံခြင်းစသည်တို့ကိုအပြစ်တင်စုပူခြင်းမပြုမိရန်စ조사ပါကလေးများအားအခြားသူများကိုကူညီရန်အားပေးပါသူတို့ကတယောက်ယောက်ကိုကူညီလိုက်သည့်အခါမှာချီးမွမ်းပြီးကျေးဇူးတင်ကြောင်းပြောပါကလေးများကအခြားသူများကိုကူညီခြင်းဖြင့်သူတို့ကိုယ်တိုင်ယက်တီရှင်သန်မှုနှင့်ပြန်လည်ကောင်းမွန်လာမှုကိုအထောက်အကူဖြစ်စေပါသည်စတုတ္ထအချက်အတူအချိန်ယူခြင်းနှင့်စကားပြောခြင်းကလေးများနှင့်အချိန်ယူပါတင့်ကလေးကိုအာယုံစိုက်မှုပေးပါတင်ရင်ချိန်ရသည့်အခိုက်အတန့်တိုင်းကလေးနှင့်အတူဖြတ်သန်းပါသူတို့၏အတွေ့အကြုံများကိုနားထောင်ပါကလေးကိုနားထောင်ပေးရန်အချိန်ပေးပါသူတို့ဘာတွေတွေ့ကြုံနေရသည်ကိုနားလည်ရန်ကြိုးစားပါသူတို့တွေ့ကြုံနေရတာနှင့်ပတ်သက်ပြီးဘယ်လိုခံစားနေရသည်ကိုမေးမြန်းပါမည်သည့်အတွေ့အကြုံကဖိစီးမှုအများဆုံးဖြစ်စေပြီးအလိုက်ထိုက်ပြုမှုနေထိုင်ရန်အခက်အခဲဆုံးဖြစ်သည်ကိုမေးပါမပေးနိုင်သောအရာများကိုဂရုမပေးပါနှင့်တင်မဖြည့်ဆည်းနိုင်သောအရာများကိုတင့်ကလေးအားဂရုမပေးပါနှင့်အမှန်တရားကိုရိုးသားစွာပြောပြပါဘာတွေဖြစ်ပျက်နေသည်ဆိုသည်ကိုတင့်ကလေးအားပွင့်ပွင့်လင်းလင်းနှင့်အမှန်တိုင်းပြောပါတိတိကျကျပြောပြပါပစ္စမအချက်ကစားခြင်းကိုအားပေးခြင်းကလေးများအားကစားရန်အားပေးပါတင့်ကလေးအားတင်နှင့်အတူကစားစေပါသို့မဟုတ်သူတို့၏မောင်နှမများတငယ်ချင်းများနှင့်ကစားရန်အားပေးပါကစားခြင်းဖြင့်အတိတ်နှင့်လက်ရှိအတွေ့အကြုံများဖိစီးမှုများကိုကျော်လွှားစေနိုင်ပြီးအနာဂတ်အတွက်ပြင်ဆင်မှုကိုအထောက်အကူဖြစ်စေပါသည်ကစားခြင်းဖြင့်ကလေးများ၏ပုံမှန်ဘဝတစ်စိတ်တစ်ပိုင်းကိုထိမ့်သိမ်းထားနိုင်ပါသည်စထမအချက်နေ့စဉ်လှုပ်ရိုးလှုပ်စဉ်နေ့စဉ်လှုပ်ရိုးလှုပ်စဉ်များဖြစ်သည့်အိယာဝင်ချိန်ထမင်းစားချိန်စသည်တို့ကိုအတက်နိုင်ဆုံးပုံမှန်ဖြစ်အောင်ထိမ့်သိမ်းထားရန်ကြိုးစားပါကျောင်းများမရှိသည့်အခြေအနေဖြစ်လင့်ကစားကလေးများအားစာဖတ်ခြင်းသင်ချာတွက်ခြင်းစာရေးခြင်းစသည့်ကျောင်းစာများလှုပ်ဆောင်ရန်အားပေးပါကလေးတွေကိုဘေးကင်းအောင်ထားပြီးနှွေးထွေးမှုပေးခြင်းအားပေးခြင်းချီးကျူးခြင်းအတူအချိန်ဖြုံးခြင်းကစားခြင်းနဲ့နေ့စဉ်လှုပ်ရိုးလှုပ်စဉ်တွေကိုထိမ့်သိမ်းခြင်းအားဖြင့်ကလေးတွေဟာဒီခက်ခဲတဲ့အချိန်တွေကိုကျော်လွှားနိုင်မှာပါဒီဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အခုပဲတင့်ကလေးကိုပွေ့ဖက်ပြီးချစ်ကြောင်းပြောပြပါဒီဗီဒီယိုကိုတခြားမိဘတွေနဲ့မျှဝေပေးပြီးကလေးတွေကိုကူညီဆောင်ရှောက်ဖို့အားပေးလိုက်ပါ